မင်းစိတ်ညစ်နေလား PC ဝယ်ပြီးတော့ line သုံးဖို့က hotspot လွှင့်ပြီးတော့ချိတ်ဖို့ကဘယ်လိုမှအဆင်မပြေဘူးဖြစ်နေကျွန်တော်တို့က PC ရှိပြီးတော့ YouTube Google ခောက်ဖို့တော့သူများတွေ hotspot တုံးတာဒီမှာတုံးတဲ့တော့ hotspot ချိတ်ဖို့ကကဘာလုံးနဲ့ပေါ်နေတယ်လားအဲ့ဒါဆိုရင်မင်းဒီဗီဒီယိုလေးကိုကြည့်ပါလိုက်PC ဝယ်ပြီးသွားရင်လည်းဒါလေးပါတစ်ခုဝယ်မှရမှာဗျဒါလေးပါပါမှ Google တို့ YouTube တို့ကိုခောက်ပြီးတော့တုံးလို့ရ line တုံးလို့ရမှာပေါ့ဗျရှင်းပြောမယ်ဆိုရင်ကျွန်တော်တို့ကဒါ Viber ဆက်လို့လည်းခေါ်တယ်တချို့ကြတော့လည်း Viber ဆက်အကြည့်စားတွေကိုချိန်ပြီးတုံးတယ်တချို့ကြတော့လည်းကျွန်တော်တို့ PC အကောင့်သားခိုင်သမားတွေတို့ PC ထဲမှာတွေ့ရပါတယ် Viber ဆက်တွေပါတယ်ကျွန်တော်တို့အခါမှတုံးတဲ့ Viber လွှင့်တဲ့ဆက်တွေနဲ့ PC နဲ့ join ဖို့ဘယ်လိုမှအဆင်မပြေဘူးဒီလိုမျိုးလေးတစ်ခုလိုပါတယ်ကျွန်တော်ကတော့အပေါ်သားလေးပဲတုံးပါတယ်ကျွန်တော်ကောင်းတယ်ထိုင်ဘက်ငွေနဲ့ဆို50-80လောက်ပဲရှိပါတယ်တချို့ကြတော့လည်းအကြီးတုံးတယ်အဲဆိုအကောင်းလို့ဆိုပြီးတော့ကျွန်တော်တို့ကဒီကောင်ရှိပြီးဆိုရင်ကျွန်တော်တို့ဒါလေးကို PC ထဲမှာထိုးမယ်ဒီကောင်ကကိုပတ်ဆက်နိုင်တယ်လို့ပေါ့ဗျာဒါတော့ budget Twitter တဲ့ဟာလေးကိုပြောလို့ရပါတယ်ဒါလေးကိုကျွန်တော်တို့ကဒီလို PC ထဲမှာထိုးမယ် PC ရဲ့ပင်ပေါက်မှာထိုးပါဗျာအဆင်ပြေမဲ့အပေါ်တစ်ပေါက်မှာထိုးလိုက်ရပါတယ်ကျွန်တော်ကတော့အနောက်ပေါက်နဲ့ထိုးလိုက်ပါတယ်နည်းနည်းတော့ထိုးရခက်နေပါတယ်ဒါတို့တွေ့ဟိုကြလားအဲ့ဒါတို့ကျွန်တော်တို့ကဒီမှာ hotspot ခြေဖို့တော့ဒီကဘာလုံးလေးတွေစီလာပါလုပ်ပြီးရင်ကျွန်တော်တို့ဖုန်းထဲကနေ hotspot လွှင့်လိုက်လို့ပြီးရင်အခုနအတန်လေးထည့်လိုက်မှဒီဥစ္စာလေးကပေါ်တာနော်ခုနအတန်မရှိရင်ဒီမှာဘာမှမပေါ်ဒီကနေပြီးတော့နေဒီတမ်းမှာကိုလွှင့်နေ hotspot ရဲ့အမျိုးအစားကိုစားပြီးတော့ password ထည့်ပြီးတော့ရင် okay ပေးလိုက်အဲ့ဒါဆိုကျွန်တော်တို့ Google တို့ YouTube တို့အကုန်လုံးတုံးလို့ရပြီအဲ့ဒါဆိုရှင်းပြပါကျွန်တော်ဒါလေးလက်ပြပြခြင်းဖြစ်ပါတယ်မိတ်ဆွေတွေရှင်းပြကြပါစေပါကျွန်တော်မောင်ထုတ်ပါနောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်ကျွန်တော်ရဲ့အကောင့်လေးလည်း like and subscribe လေးလုပ်ရပေးပါဦးဒါရက်ခံပါတယ်